ဒီကပတ်ကလေးကတော့3,600 ခွဲချက်ဖြစ်ပါတယ်ခါဆိုင်34အတွက်အော်ရာမှာထားတာဖြစ်ပါတယ်ခြေကောင်းအစ်စ်ကို special သုံးပေးထားတယ်ကော်နာနာကိုလည်းခြေကောင်းမူလီအစ်စ်တွေနဲ့ special ဆွဲပေးထားတာဖြစ်ပါတယ်ဒီကအပြင်ကိုနာမည်ထိုးလေးတော့ပါလိုက်ပါသေးရယ်နော်ကပတ်မှာကိုပိုင်နာမည်လေးတွေထိုးလို့ရပါတယ်ဖုန်းနံပါတ်လေးတွေထိုးလို့ရပါတယ် logo လေးတွေထိုးလို့ရပါတယ်ခင်ဗျာlogo ထိုးမယ်ဟေ့ဆိုရင်တော့ customer က logo ဘိုးကိုကျတဲ့ငွေကိုပေးရမှာဖြစ်ပါတယ်ဒီလို classic Samsung ကပတ်တစ်ခုကိုအသုံးပြုချင်တယ်ဆိုရင်တော့ global ကို hello လုပ်လိုက်ပါရက်ချင်းဆောင်ပေးရတာဖြစ်ပါတယ် order မှားရတာဖြစ်ပါတယ်ကျွန်တော်ကတော့ရန်ကုန်တောင်တကုံအောင်မြင့်မို့အိမ်ယာ146ရပ်ကွက်ဖြစ်ပါတယ်မှာယူအားပေးတဲ့ customer ကိုလည်းအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ